ပြည့်စုံတယ်အပဲဖြစ်အပြောမှဆိုမှတစ်ခါဖြစ်ပေါ်လာတတ်တယ်အဲ့ဒါကိုသိခံဖို့တစ်ခါပေါ့သိခံဖို့အဲ့တော့နေတာထိုင်တာလည်းအရင်ကြီးနေထိုင်ဖို့ပြောတာဆိုတာအရင်ကြီးပြောလုပ်ကြရင်လည်းဒီတိုင်းပဲအဲ့တော့ကိုယ့်အပြစ်လည်းကိုယ်သိမှာကိုယ်လည်းအပြစ်မရှိအောင်နေမှာအပြစ်သိရင်အပြစ်မရှိအောင်နေတတ်တယ်မသိတော့လည်းအပြစ်မှမသိလို့အပြစ်လုံးပြီးတော့ကြရတယ်အဲ့ဒါကိုကိုယ့်အပြစ်မှန်သိအောင်ကြိုးစားကြစာကြိုးစားဖို့တော့အရေးကြီးဆုံးပဲပေါ့စာတင်တိုင်းနေတယ်ဆိုတော့ဒီနေ့တန်းဒီလိုလိုဒီမှာတိုက်တွန်းနေရတနေ့တန်းဒါပေမဲ့အခုနောက်ပိုင်းလူတွေကတနေ့တန်းမအောင်မြင်ရအောင်မအောင်မြင်တာမဟုတ်မလုပ်ဖြစ်အောင်တို့မှလည်းအလုပ်တွေများနေသူဖြစ်ဘုရားဘာဖြစ်လို့စာတွေကျဲလို့ရကြတယ်တမာရီကောင်းလို့ပဲအခုလူကတမာရီနေပါတယ်တမာရီနေရတယ်အဲတမာရီကတော့အရေးကြီးတယ်တမာရီကဉာဏ်ကိုအထောက်အကူပြုတယ်တမာရီမကောင်းရင်ဉာဏ်လည်းထိုင်မှာတာပဲတမာရီအရေးကြီးတယ်စိတ်ကဟိုရောက်ဒီရောက်ဟိုကစိတ်ကူးသွားမယ်လာမယ်လုပ်မယ်ကိုင်မယ်ပြောမယ်ဆိုမယ်အပြင်ကိုရောက်နေတတ်တာများတယ်စာပေါ်မှာသိမထီအောင်အဲ့ဒါပဲတမာရီပြည့်ရင်စာလည်းပဲမတော့တော့ထိုင်သွားတာပဲထိုင်ရင်မကောင်းအဲ့တော့ဒီလိုဆုံးမကျင်တာတော့အဲ့ဒါပါပဲတီးခံကြဖို့တပားနဲ့တော့တီးခံကြဖို့နေတဲ့ထိုင်တဲ့ခံမှာလည်းပဲတိမ်တိမ်မုံနေထိုင်ရဖို့စာကြိုးစားကြဆုံးမအဲ့တော့ဒီတော့ပြောတဲ့ဆုံးမစကားကိုနားကြားပြီးတော့မိမိတို့အလိုရှိရတဲ့ပန်းတိုင်မူလတန်းတို့ငယ်တန်းတို့အလတ်တန်းတို့အကြီးတန်းတို့ဆရာတန်းတို့အားလုံးပဲဓမ္မစရိယရပြီးရင်လည်းသာနာဇဓမ္မစရိယတော့တိရိဘဝရဓမ္မစရိယဒီကိုလူတွေပါရပြီးမဲ့ညာပူညာအထိလှမ်းတက်နိုင်ပြီးတော့သာနာပြုနိုင်ကြပါစေကုန်